Không làm nó thì saka gồm saka nào quên đi nè đâu đi phải chờ gì nó mà saka mua saka đi saka đi mua saka cái mà thôi cái đơn sen đi tìm đi thà xí nó là gì rồi thì nó cô lô trên nó xí đi phải bị thà đấy mua saka của mà cô lô trên nó xí đi thà đấy đó là số tiền thà bị đó nó saka số thế đó aku chơi nó chào sự lần ấy nhà đi ra nữa tìm nhà này á nhà này sẽ lại đi ra lại đằng đó cái gì là đủ rồi còn này lấy sao mình còn được nó nào cũng khuấy vào mà sử dụng mà khuấy ra mà nó khuấy theo giờ rồi đã nào chả đã xì chả qua nó mà khuấy theo mà rồi nào chao mà đã đi vào cả bị bé đi vào cả ở lề bé mà nào chai ở lề bé mà khuấy theo hà đi tìm đi mà rồi nào chai ở lề bé khuấy theo là phải là lâu xin đủ vậy khuấy chao mà đủ vậy thật cũ chao này mà đang sao à xem bị mà nó cái đó đi ăn thì chúng tôi có bao nhiêu lần rồi đủ vậy thật cũ lên mà lần này mà lần mà silama khuấy silama nhà mà lần bị chạy rồi phong này nó quay ở đi đánh đánh rồi bu lại đi mà aku khuấy xa ra rồi mà đi mà cho rồi dân lưu xin khuấy mà đi ăn nó khuấy phong này luôn bác cô thì phát thanh này nhà đi bác cô sẽ là bác cô lại bác sẽ mà thằng lâu mà lại rồi đi làm mà bị nó làm máu đâu mà thằng Từng thari hả? Khuấy rồi nó yu khuấy rồi xin đi ăn rồi đi chầu á thì mi bu khuấy đây mi bu ya rồi thì đi nãy mà tất nhiên đâu thay đi ăn chi chơi đi chầu là chi chơi rồi ya phiêu bu ya mi bu đi chầu rồi lại chầu lại rồi ya thì anh sẵn này này ya nó thì mi khuấy rồi ya tại vì là mình đây ya thì bông mà đi ya thì chỉ mà khuấy vào mà lại sau mà là khuấy bỏ mà thì cái ya thì khuấy mà bỏ phong đi này chầu đi mà rồi nó đã thôi chứ phong là đi rồi ya nó tháo bỏ mà châu sao phong đi chứ ví dụ là đi chứ nó aku là đi bên này tụi bạn châu sao vậy còn chạy có xài nữa nó sẽ có có xài các có xài mà sẽ có cái này chắp lại các có xài mà thao cái điều đi vậy này bác anh này đi vào đi lấy bác anh cháu này khâu đi mà ta thay lại rồi rồi nó rồi ta thay lại sao giờ phải dạy đâu cũng chụp video mà có sao ta mà rồi đâu cũng em theo vì nó có sao gì mà nó
ဒါရိုးရိုးကိုစားလေးနဲ့လည်းချုပ်ပြန်မှာနော်အကျိုင်းကိုစားကိုတစ်လက်မှ60နှစ်လက်မှရွေးရနော်ဒီမှာကတစ်လက်မှ60ရွေးပါမယ်တစ်လက်မှ60တစ်လက်မှ60ဟောဒီလိုမျိုးဆိုနော်ညာလို့ပြောလို့ရှိရင်ဒီဟာကိုနောက်ချမ်းအောက်ဘက်ကိုစားရမယ်နော်နောက်မို့ဒီအပိုးကိုကုတ်ကုတ်ရေးဖြစ်နေအောင်ဆိုနောက်ချမ်းကို၄စိမ့်လောက်စားရမယ်ရနေပြီးတော့အဲ့ဒီစားတာလေးကိုနည်းနည်းနဲ့ပြီးပြီးလေးဆန်းပြီးတော့ငါဆက်ပြီးလက်ဖြစ်နေစားပြရမယ်နော်နောက်မို့ဆိုအလေးမှကုတ်ကုတ်ရေးတက်နေတယ်စားပြီးတာမှကိုယ်စားကိုမှန်တယ်လည်းမှ60လည်းမှ60နော်ဒါလေးကပတ်စားလေးပြင်ပြီးပြီးရှိရပြီးပြီးနဲ့ဝိုင်းလို့ရနော်ဒါလေးကဒီကနေ့နဲ့ဝိုင်းပြန်ဒါပတ်စားနော်ပတ်စားကြတော့ဒါကိုဒီမှာဒီချိန်မှာဒီမှာဒီကမချုပ်ကြောင်းနေရနော်ဒီဘက်ပြီးတော့ဒီလိုဆက်ဆက်ရတာတလမ်းမှနေပြပြင်စီချောင်းကိုလည်းအဲ့တိုင်းနဲ့စီချောင်းကိုလည်းတောက်လေးတောက်မယ်နော်ဒီဘက်ကဘေးဘက်ဒီဘက်ကအလေးဘက်ကလေးဘက်ကတောက်လေးကိုဒီလိုရှူရဒီခဲရတာနိဒီတိုင်းဒီဘက်မှာလာချတယ်ဒီကလေးနဲ့တန်နဲ့စီချောင်းတော့ဒီဘက်ကို3စိမ့်လောက်ချပြီးတာအဲဆိုပြီးအဲ့3စိမ့်တိုင်းကိုဒီပေါ်ပြီးတော့ဝိုင်းဝိုင်းကလေးနဲ့ဒီပေါ်နဲ့ပြဆက်ရအောင်စီချောင်းတက်ကိုစားအောင်လေနောက်ချမ်းနဲ့တူတူပဲတစ်လက်မှ60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 ရမယ်အောက်ချောင်းညာတလက်မဒီဟာလေးကိုကော်ပီပြီးယူထားလိုက်အခုလေးထူထည့်လိုက်ပြီးတော့ပြန်လေးကိုငြိမ်အောင်ထိုးလိုက်မယ်ထိုးပြီးသွားရင်ဒါလေးကိုဒီဘင်းလေးနဲ့လှည့်လိုက်နော်
ဒီမှာရလေးရှိရနော်တခါလေးဒီမှာခေါင်းကြောင်းဒါဘေးပဲအဲ့တော့အပေါ်ကလေးစီအောက်ဘက်ကိုတော့အတီးလေးယူမယ်ချုပ်စားနော်ဒါလေးကိုတခါလေးညှက်ထားလိုက်မယ်ဒါလေးစကတ်တော့ပုတ်စားလေးဒါနော်ဒါနောက်ဆိုင်ရဲ့ကုစားပါကျန်စီကြအောင်စီကြအောင်လည်းကိုပြီးမယ်ဒီခါနဲ့မှတ်လိုက်မယ်နော်ဒီဘက်ကခေါင်းချောင်းဒီဘက်ကတလက်မှာအပေါ်ကလေးစိတ်အောက်ဘက်ကိုအတီလေးညှပ်ပေးမယ်ဒါရှည်ချမ်းရဲ့ပုတ်စာအဲ့ဒီရလွယ်နော်ဆိုတော့ကျန်တာလေးတွေကိုညှက်လို့ရမယ်နော်ညှက်တဲ့ခါမှာဒီဟာတောက်ပြီးပြန်ပြရမယ်ဒီဟာလေးတောက်ပြီးပြန်ပြမယ်နော်ဒါလေးညှက်ထုတ်မယ်နော်ညှက်ထုတ်တဲ့အခါမှာဒီဟာကဘေးဘက်ကိုချုပ်စာကိုတလက်မယူမယ်အပေါ်ကိုခပတ်ကိုစားလာမှာဖြစ်တဲ့အတွက်လေးထိယူမယ်ဒီဘက်ဘေးရောဒီဘက်အလဲရောခေါက်ချောင်းလေးပဲယူမယ်နော်ခေါက်ချောင်းယူမယ်ဒီဟာကစကဘေးဘက်မှာပဲတမတော့ဒီဟာကိုအနည်းငယ်ဒါမှလည်းဒီဘက်အလဲရချုပ်စာကိုတလက်မယူလိုက်နော်ဒီဘက်ဒီအခွဲဖုံးတဲ့နေရာမှာလေးကြတော့40ယူမယ်နော်ပေါ့အောက်ခြေရောတလက်မယူမယ်ရောင်းအောက်ခြေတလက်မဒီဘက်ကိုကြတော့ပေါက်ကြောင်းဒီဘက်ဘေးရောတလက်မယူမယ်နော်အပေါ်တော့ပုတ်စာလာမှာဖြစ်တဲ့အတွက်ချုပ်စာက40အဲ့လိုပိတ်စာလေးညှက်ထားပြီနော်ဒီမှာပတန်အောင်ဒါလေးကရှည်ချမ်းလေးနော်ရှည်ချမ်းလေးကိုဒီမှာခေါက်ချောင်းလေးနဲ့ညှပ်ပေးထားတဲ့အပေါ်လေးစိဘေးကိုတလက်မှာနော်စကဘေးကိုတက်မှာဆိုပြီးကြရင်ဒီမှာခဲတွေဆွဲထားမယ်ဒီမှာတောက်ကိုဆွဲထားမယ်ပြီးတော့ဒီဘေးတွေဆွဲထားမယ်ဒီမှာတင်လိုင်းလေးကိုခဲလေးမှတ်ပေးထားမယ်နော်ဒီဟာလေးကရှည်ချမ်းလေးကြရင်တောက်ကလေးတွေပါလေးရင်ချုံမယ်နော်ဒီဟာကရှည်ချမ်း
ဒီကြရင်ငါနောက်ချမ်းမှာအကွဲလေးထည့်ပါနော်အဲ့မှာဘက်ပေးတော့တလက်မှာ1040ဒီအောင်တော့6စိတ်လိုက်ယူထားတယ်နော်ဒီနှစ်ခုပူကြီးပြန်လာမလားဒါအောင်6စိတ်လိုက်ယူထားတယ်ဒီဘက်ကိုတော့4စိတ်ဒီဘက်ကိုတော့တလက်မယူထားပြီးတော့ညှက်ထားပြီးရပြီးကြရင်ခဲတွေဆွဲထားမယ်တောက်တွေဆွဲထားမယ်ဒီဘက်တင်လိုင်းတွေမှတ်ပေးထားမယ်ပြီးတော့ဒီနေရာလေးနော်ဒီနားမှာခုနငင်းချောင်းလေးဆွဲပေးထားနော်အဲ့မြင်းတွေအကုန်လုံးခဲလေးတွေဆွဲထားပေးမယ်ခဲလေးတွေဆွဲထားပေးမယ်ဒီဘက်ထောင်လေးရောနော်တေချာလေးဆွဲပေးထားမယ်ကျန်နောက်ချမ်းကဒီလိုမျိုးနော်နှစ်ချမ်းရှိမှာနော်ဒီလိုမျိုးတူရှင်အဲ့ဒါကိုညာဘက်ချမ်းပေါ့နော်ညာဘက်လက်ညာဘက်မှာချိမဲ့ဟာကိုဒီနာကိုဒီမှာကမြင်းဟာဒီမှာဘေးချောင်းအလဲချောင်းဒီဘက်ဘေးချောင်းတစ်ချောင်းရှိမယ်နော်အဲ့ဒါကိုဒီအလဲချောင်းရဲ့ဒီဘက်ကို4စိတ်လောက်ထားပြီးတော့ညှက်လိုက်ဟိုဒီဘက်မှာအပူယူထားတယ်နလမကိုညှက်ပြမှာဒီဘက်တစ်ချောင်းကိုပဲယူမယ်အဲ့ဒါကိုမှချုပ်စာလေး4စိတ်လေးရှမ်းပြီးတော့ညှက်ပြီးဒီမှာခပတ်နိုင်လေးကတ်ထားပေးရနော်ဒီပေါ်မှာနိုင်နေကအတိရွယ်ယူထားရနော်ဒီပေါ်မှာချုပ်စာတွေကိုခြံထားပေးရအပေါ်လေးစိတ်ပြီးကိုတလက်မမှန်နော်ခပတ်ကွင်းဒီကြရင်ဒီနောက်ချမ်းကိုဒီညာလေးကိုဓာတ်လေးစားပေးထားဒါနောက်ကအနောက်ကကွဲကြောင်ခောက်စားလေးနော်အဲ့ဒါလေးကိုဒီမှာဓာတ်စားမယ်ဓာတ်စားတဲ့အခါမှာကပ်ပြီးစားမယ်နော်ဒါအတော့အကြီးမစားပြအလှကိုအပေါ်မှာတင်ပြီးစားမယ်နော်အဲ့ဒါအခြေခံလေးပေါ့ပြီးရင်ဒီမှာတောင်ကျိုးလေးလာမယ်နော်တောင်ကျိုးလေးကိုဒီလိုမျိုးလေးပြန်သွားမယ်ပြီးဒီအောင်ဒီမျိုးလေးဒီလိုဆန့်ချတာနော်စားမိတာဆိုရင်ခင်းပြီးတော့စားမယ်ဖြည်းဖြည်းချင်းဒီအောင်ဒီလိုလေးဝိုက်ပြီးတော့သွားမယ်နော်ဒီလိုဒီတော့ဒီဘက်တစ်ခုလည်းအဲ့လိုပဲအလှဘက်မှာတင်စားမယ်ဒီနားလေးတိုင်းဒီအောင်ဒီလိုလေးထည့်ထားမယ်နော်နော်တောင်ကျိုးလေးဒီလိုလေးပြန်စားမယ်နော်ဒီကြရင်ခပတ်က
ခုလေးချုပ်မှာနော်နောက်ပြီးရှစ်ဗီဒီယိုတွေမှာလည်းချုပ်ပြထားပါဒီလိုအစားပါလားဒီလိုလုပ်လိုက်မယ်ပြီးမှသူ့ရဲ့ခဲချောင်းလေးတိုင်းနဲ့စီစီလေးချုပ်ချလာမယ်မဆုံးမနေရတာကြာအဖျားလေးကိုဖြူပြီးတော့သွားလိုက်မယ်နော်အောက်ကိုပြီးစီစီလေးချုပ်ချပြီးတော့ခြေကိုတစ်လက်မလောက်ချန်ပြီးတော့ညှက်လိုက်ပြောက်ဖက်ကတက်ကင်မတုံနဲ့နော်ပြီးရင်တောက်ကိုမီးကိုဒီဘက်အတွင်းနဲ့ဘက်ကိုပေးပြီးတော့တိုက်ထားပေးမယ်နော်ပြီးတော့ရှေ့ချမ်းမှာလည်းအဲ့တိုင်းပဲတောက်ဆွဲထားမယ်ထောက်ချုံမယ်မန်တောက်ကိုအတွင်းနဲ့ဘက်ကိုလှည့်ပြီးတော့မီးဘူးလေးတိုက်ပါမယ်တွေ့မယ်နော်နောက်ဆုံးကိုတွေ့တဲ့ခါကျလို့ရှိရင်ဒီကအလှထပ်မှာနော်ဒီဝိုင်းသူရဲ့ချုပ်ချောင်းတိုင်းပဲနော်ခဲချောင်းတိုင်းပဲဒါနဲ့ပြန်လေးထိုးထိုးလာမှာနော်ဒီမှာပြီးရင်တင်လိုက်ရ point လေးကိုထိမယ် over point ဒီဘက် point ပန်းလေးနဲ့ထိထားမယ်ကျန်ဒီမှာရှားပြားကဒီမှာအကြီးနဲ့အသေးလေးရှင်နော်ဒါကိုဒီတောင်းကိုဒီအခြေအကြီးဘက်ကိုဒီလိုခောက်ချမှာအတွင်းရောခေါင်းတော့ဒီနားမှာတောင်ကျိုးလေးနော်တောင်ကျိုးလေးတိုင်းတော့မယ်ပြန်လေးကိုထိုးမယ်ထိန်းထားမယ်ပြီးတော့ဒီဟာလေးကိုလည်းဒီအပြားလေးကိုလည်းအောက်ဘက်ကိုရှည်မထွက်နေအောင်စောင်းမနေအောင်လို့ဒီချာလေးချပြီးသွားတယ်ဒီချာပြန်လေးနဲ့ထိန်းထားတယ်နော်ဒီဟာလေးပဲနော်ဒီဟာလေးကိုဒီလိုလေးအညီလေးခောက်ချလိုက်တာနော်ပြီးရင်ဒီမှာချုပ်ပါမယ်ဒီမှာတော့တောင်ချိုးလေးများလေးကြားလို့ရှိရင်အခလေးကိုရင်စိုက်ချလိုက်မယ်ချိန်ပွားရင်ဒီလိုလေးထည့်နော်အထည်လေးကိုလဲလိုက်မယ်ဒီလိုက်ဒါလေးတစ်ချက်ပြန်ကြည့်မယ်နော်ဆွေးနေတာဆောင်းနေတာပြီးဒီမှာသူ့ရဲ့ချုပ်ချောင်းလေးတိုင်းနဲ့ဒီလေးတော့ပြန်အောက်ထိချုပ်ကြမယ်နော်ဒီရဲ့အောင်းလေးတိုင်းနဲ့ချုပ်ပေးရမယ်ဒီကြရင်ဒီဟာကိုခွဲပြီးတော့မီးဘူးတိုင်းမှာနော်ခွဲပြီးမီးဘူးတိုင်းမှာဆိုတော့
ဒီမှာကလို့ဆိုခွဲလို့မရအောင်လေအဲ့တော့တနည်းအောင်တောင်းတင်ရအပေါ်ထားလာအောင်ခွဲလို့ရအောင်တစ်ဖက်ကိုခွဲလို့ရအောင်ကကြီးလေးတောက်ထားမယ်ပြီးဒီလိုလေးခွဲပြီးတော့မိဘူးလေးလိုက်ထားမယ်နော်ဒီထောက်လေးမိဘူးတိုင်းမယ်ပြီးရင်ဇစ်တက်မဲ့ဘက်ကိုအရင်တွဲပါမယ်ဇစ်တက်မဲ့ဘက်အရင်တွဲမယ်နော်ခွဲလေးလမ်းထိန်မယ်ပြီးတော့တင်လာအောက်ဖက်တွေရောကျန်ရင်စစ်တက်မှာနော်စစ်ကားကို6လမှတက်မှာဆိုတော့ဘော8လမှဒီမှာတင်လိုင်းရဲ့အထက်နားလေးကိုနည်းနည်းလေးထိနော်တင်လိုင်းရဲ့အထက်ကို1လမှအထက်မှာဒါစစ်တက်ဖို့နေရအဲ့တော့ဒီအပေါ်စစ်တက်ရမယ့်အပေါ်ပိုင်းချမ်းကိုခြီကျဲလေးနဲ့အရင်သွားပါမယ်နော်အဲ့ပေါ်တက်ကင်တော့နော်ရောဒီကနေ့စစ်တက်ဖို့ဆိုမှတ်ထားတဲ့နေရာနားလေးရရင်တကယ်လေးတုပ်ပြီးမယ်နော်ဒါစစ်တက်မယ်ပြီးရင်အောက်ဘက်ကိုဆက်ပြီးတော့သွားပါမယ်ပြီးရင်ဒီဘက်တရားကိုဒါစားထားမယ်နော်ဒါစားတဲ့ငါအလောက်တင်မျိုးဒီလိုမျိုးလေးခွဲပြီးတော့ဒါစားမယ်ဒါစားပြီးသွားလို့ရှိရင်ဒါလေးကိုမီးဘူးကြောင်းဒီလိုမျိုးခွဲပြီးတော့မီးဘူးလေးတိုက်ပေးထားပါမယ်သူအသားလေးထူထူလေးနဲ့ဆဲသားပြောင်းလေးတွေမှာပိုးလာရနော်ဒါလေးကြတော့ချုပ်ပြခြင်းလို့ရှိတဲ့ပိဿာနဲ့ချုပ်ပြလိုက်တာမျိုးဒီရနဲ့နော်ပြီးရင်ဆွမ်းနာကတကင်တုတ်ထားတဲ့နေရာနော်အပေါ်မှာခြီကျဲဆိုပြီးတော့အဲ့ဒါကိုစစ်တက်မဲ့နေရာအဲ့ဒီအပေါ်ဘက်ကိုခြီလေးပြန်ဖြုတ်လိုက်ပါမယ်ဘုဖမှာစစ်တက်မှာမဟုတ်ကြရင်စစ်တက်မယ်နော်ဒီမှာအရာလေးရှိရင်နော်မီးဘူးပေးထားတဲ့အတွက်အဲ့ဒီအရာလေးရဲ့ဘေးနားလေးကနေကတ်ချုံပါမစစ်ကထိတ်မှရှိရဲ့ခေါင်းကြီးလေးနော်အဲ့ခေါင်းကြီးလေးကိုမှကိုကပင်နာလေးစားချုံပါလေအဲ့ဒီနေရာနေပြီးတော့စားပြီးတော့တင်ပါမယ်စစ်ချတဲ့ခါကျလို့ရှိရင်ဒီမျိုးတော့အထက်ကဒီလိုပြောင်းမြင့်ဒီလိုမျိုးထားထားတဲ့အချိန်မှာကိုကစစ်ကိုချရင်မှန်နော်ဒီကနေ့မှာအလှနော်ဒီဘက်ကမလှဘက်ကိုမှအလှပေါ်မှာတော့ကတ်လိုက်အလှကတ်လိုက်တဲ့သဘောပေါ့အလှကိုရဲ့အပြင်ဘက်မှာရှိနေရမယ်နော်စစ်ကပြီးရင်အဲ့ဒါကိုဆွဲပြီးတော့ဒီဘက်တစ်ချမ်းကိုအရင်ချုံမယ်နော်ဒီမှာစစ်မှာကောင်းမှအဖြူလေးရှိရဲ့အဲ့အဖြူလေးကိုခ
ဘတ်တမအဆက်နေရလားဒီသွားလိုက်မယ်ဟောပြီးပါအရင်ကတော့ရိုးပြီးနဲ့တစ်ချက်ထိမယ်နော်ပြီးမှဒီမှာမီးဘူးတိုက်ထားတဲ့အရာလေးတိုင်းနော်စစ်နှခမ်းသားလေးကိုတိုက်ပြီးတော့သူကအဝိုက်ဆိုတော့အဝိုက်တိုင်းလေးပဲလိုက်တိတ်ပြီးသွားမယ်ချစ်ဘာဖြစ်နေလဲသူခုနတက်ကင်တော့တာဒီနာခွဲပြီးဆိုဒီနာလေးကိုနည်းနည်းလေးကြော်တဲ့ချီချုပ်ပြီးခွဲကြောင်းလေးနည်းနည်းကြော်တဲ့ချီပြီးအဖျားနာအိမ်နာလေးကြရင်ဟိုကျတဲ့နေရာလိုက်ကြတက်ကင်လေးတစ်ချက်တုပ်ပေးမယ်နော်ပြီးနောက်တစ်ဖက်ကျရင်ဒီဝေးပြန်နှလိုက်မယ်မဆွနာဟာဒီလိုချရင်ဒီစီကြီးကဒီလိုစောင်းလာတာမျိုးလို့ဒီလိုဖြစ်သွားတော့မရအောင်နော်အခါကျရင်ဒီကိုကျင်းတရားတော့ဒီလိုဆွဲလိုက်ဆွဲပြီးဝိုင်းခဲလေးမှလိုက်ငါသူ့ရဲ့အကွဲကြောင်းကဒီနာရှိရှိရယ်ကိုကဒီနာအကွဲကြောင်းဘယ်လိုက်ပဲနေရလဲဆိုတော့ဒီနေရာဒီမှာဒီလိုရှိရစကားလို့ချလိုက်ဟိုအပေါ်အောက်အဲ့လိုမျိုးတင်းဆွဲနေရမျိုးပုံမျိုးဖြစ်အောင်နော်ဒီနေရာဟိုဘက်ဒီဘက်ကပြီးရင်ခုနတခင်တုတ်ထားရဲ့အားလေးကိုနည်းနည်းလေးကြိုပြီးပါရင်ခြေလေးတစ်ပေါက်နှစ်ပေါက်လောက်တုံးမယ်ဒီကြရင်အဝိုက်တိုင်းမယ်အပေါ်ကိုပြန်ပြီးတော့နှခမ်းသားလေးပဲတင်ထုတ်တာနော်ဒါဒီချောင်းလေးပြင်ပြရတယ်နော်ဒီကြရင်အဲ့ဆိုရင်တချမ်းကြီးလေးနဲ့ပြန်ပြီးတော့စစ်တက်မယ်ဒါထင်းုံထင်းထားတဲ့ဘောနော်စကားကိုတချမ်းပြီးနေတယ်နော်တချမ်းပြီးထည့်လိုက်မယ်ဒီစရင်တော့တက်ထားတဲ့ဘိနာလေးရမယ်နော်ဒီဟာတချမ်းပြီးနေဒီအဲ့နှခမ်းသားဟိုစစ်နှခမ်းသားလေးဒီတိုက်ချုံပါပါမစစ်ကလေးကိုထထကြရင်ဒီမှာအထေးယူဒီလိုရောက်ကိုဆွဲလာလို့လည်းများနော်စစ်ကြီးကကော့လာတယ်အထေးအကောင်လုံးအပေါ်တင်ထားလိုက်တင်ထားပြီးတော့ဆွဲလည်းမချုပ်အောင်အသာလေးပဲနော်ဘေးကနေပြီးတော့ထိမြဒီဟာလေးကိုဒီစစ်ကလေးကိုဒီမျိုးလေးနော်ဖြဲနေတာသူကအဲ့အနာလေးကိုတွင်ပြီးတော့ချုပ်လိုက်လက်ကလေးနဲ့ပဲနော်လက်ကလေးနဲ့ဒါလေးပဲဆက်ဖက်နေကြရင်ဒါလေးဆွဲထားပြီလားပြီးရင်ဒီမှာဟိုအဟနေရာလေးနော်အဟဆုံးတဲ့နေရာအဲ့နေရာလေးနည်းနည်းလေးကြော်ပြီးတော့သခင်လေးတုပ်လိုက်ဒါတချမ်းပြီးသွားရင်နော်ဒီနောက်တချမ်းခြေလေးတွေကညှက်ဖို့မမေ့နဲ့နော်စစ်ထဲမှာခြေဝင်သွားရင်စစ်ပြောင်းအောင်ပါဆိုတက်ပြီးပါနော်ဒါဆိုအလားဘက်မှာဒီလိုပုံစံနေရမှာနော်အဲ့ဒါမှကိုကစစ်ကိုဒီဘက်ကျော်နေတဲ့ဟာဒီလိုအောက်ကနေတွင်းလိုက်ပြီးပါရင်ဆွဲတက်လိုက်စစ်တက်တဲ့ခါမှာဒီမှာဖောင်းတာတို့ဘာလို့ဖြစ်နေရအောင်နော်မာတော့တူတိုင်းပဲဒီလေးသွားထားပြီနော်
နော်မခုံးနေရခုနေရလည်းမရှိဘူးနော်စစ်တက်ထားတာအဆင်ပြေပါတယ်အဲ့ဒါဆိုရင်စစ်ပြီးကိုပြန်လဲမယ်နော်အကျဉ်းခပတ်လေးတက်ဖို့ပဲကြောင်းနော်ခပတ်တက်မယ်အောင်နာလုံးပတ်ဖို့ဟိုတန်းနောက်ချမ်းရှမ်းလုံးနောက်ချမ်းဟာလေးနဲ့ရှုံးမယ်နောက်ချမ်းကိုမဆိုပါခဲရတော့ရင်ဒီနားထိသွားလို့ရမယ်
ခပ်ပြားလေးဘက်ကိုဒီမှာချုပ်စာလေးကိုနော်လဲပြီးတော့ဒီကြမ်းလေးနဲ့ဒီနဲ့ကန်းလေးနဲ့တက်ပြီးတော့ဆိုချုပ်လိုက်တယ်ဒါပုစာလေးကိုထိန်းတာပါဟုတ်ပါနော်နေလို့ရေးတယ်လို့ပြီးသွားရင်နော်ရေးတယ်လို့ပြီးသွားရင်ဒီဘက်ဘေးဘက်တွေကိုလည်းဒီလိုဓာတ်ဆက်ကိုဒီလိုခွဲပြီးတော့ဒီဘူတိုင်းပဲပြီးဓာတ်ဆိုင်ရင်လည်းဒီလိုအလှဘက်ကိုတင်ပြီးတော့စားမယ်နော်အဲ့ဆိုရင်ဒီမှာချုပ်ချောင်းနှစ်ခုကိုခွဲပြီးတော့မီးဘူးလေးလည်းတိုက်လာခဲ့ပြီအဲ့ဆိုရင်ဒီဘက်အောက်ဘက်ဟာကိုဒီအတွက်ကဒါနောက်ချမ်းဆိုရင်ဒီပွင့်
ကဲအဲ့ဒါဆိုလို့ရှိရင်ဒီမှာစစ်ကိုငုံမယ်နော်这个背山စစ်ပေးနာလေးနဲ့ကပ်ပြီးချိုးလိုက်နော်ဒါရင်ဒါလေးကိုဒီလိုလေးချိုးပြီးတော့ဒီလိုလေးချိုးပြီးတော့လှမ်းလိုက်ဒီဘက်တစ်ချမ်းနဲ့ဒီလိုပဲအခါလေးကိုဒီလိုလှမ်းလိုက်မယ်ပြီးသူရဲ့ချုပ်ချောင်းလေးတိုင်းပဲပါမယ်ဒီဟာအသေးနဲ့ပါလို့များတော့ခက်ခက်ပြားလေးထင်းလိုက်မယ်နော်အဲ့ဒါကမှအန်ပါကျန်ဒီနော်ဒီဝန်တလက်မအကြောင်းလေးထားပြီးတော့တလက်မအကြောင်းလေးခောက်ချင်တယ်ဒါထင်းလာနော်ချုပ်ချမလဲဆိုတော့ဒီလိုဖွင့်ချင်းနေတယ်
။